မင်္ဂလာပါရှင်ကျမဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့စိတ်ဆွမ်းအားတွေကိုညှို့ယူခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့စိတ်ဆွမ်းအားကအလွန်ကိုကြီးမားပါတယ်စိတ်နဲ့ပဲအရာရာကိုလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်ကောင်းတဲ့အတွေးတွေကိုတွေးလို့ရှိရင်ကောင်းသောအရာတွေဖြစ်လာပြီးတော့မကောင်းတာတွေကိုတွေးလို့ရှိရင်မကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုတာကျမတို့စိတ်ကလက်ခံယုံကြည်ထားပါတယ်လူတစ်ယောက်ရဲ့အတွေးခေါ်နဲ့စိတ်ဆန်းအားတွေကိုပြုပြင်ပြောင်းလဲဖို့အတွက်က21ရက်တိတိအချိန်ယူရတယ်လို့သိရှိရပါတယ်။ကျွန်မပြောပြမယ့် affirmation လေးတွေကို21ရက်တိတိနားထောင်ပြီးတော့ကောင်းသောအရာတွေကိုသာဆွဲငင်လိုက်ကြရအောင်ပါရှင်။ဟုတ်အခုလောလောဆယ်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါ။3စက္ကန့်လောက်ခဏအောင်ထားပြီးတော့ပြန်ရှူထုတ်လိုက်ပါဒီလိုမျိုးလေးကို3ချိန်တိုင်းပြုလုပ်ပေးပါရှင်စိတ်လေးတည်ငြိမ်သွားပြီဆိုလို့ရှိရင်တော့ကျွန်မပြောပြမယ် affirmation လေးတွေကိုစိတ်ကနေပြီးတော့လိုက်ရွတ်ပေးလို့လည်းရပါတယ်ပါးစပ်ကနေပြီးတော့အတန်ထွက်ပြီးတော့ရွတ်ဆိုပေးလို့လည်းရပါတယ်ရှင်ငါဟာကံကောင်းခြင်းတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်ပါတယ်ငါဟာကံကောင်းခြင်းတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်ပါတယ်ငါဟာကံကောင်းခြင်းတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တစ်ခုဖြစ်ပါတယ်ဒီနေ့ဟာငါအတွက်အံ့ဩစရာကောင်းတဲ့အခွင့်အလမ်းသစ်တွေတည်ဆောင်လာတဲ့နေ့တစ်နေ့ပါဒီနေ့ဟာငါအတွက်အံ့ဩစရာကောင်းတဲ့အခွင့်အလမ်းသစ်တွေတည်ဆောင်လာတဲ့နေ့တစ်နေ့ပါဒီနေ့ဟာငါအတွက်အံ့ဩစရာကောင်းတဲ့အခွင့်အလမ်းသစ်တွေတည်ဆောင်လာတဲ့နေ့တစ်နေ့ပါငါသွားလီရာရာမှာကံကောင်းခြင်းနဲ့အောင်မြင်မှုတွေဟာအမြဲဝန်းရံနေပါတယ်ငါသွားလီရာရာမှာကံကောင်းခြင်းနဲ့အောင်မြင်မှုတွေဟာအမြဲဝန်းရံနေပါတယ်ငါသွားလီရာရာမှာကံကောင်းခြင်းနဲ့အောင်မြင်မှုတွေဟာအမြဲဝန်းရံနေပါတယ်စัจ java လာကြီးကငါရဲ့ကောင်းကျိုးအတွက်အမြဲတမ်းပံ့ပိုးပေးနေပါတယ်စัจ java လာကြီးကငါရဲ့ကံကောင်းခြင်းတွေအတွက်အမြဲတမ်းပံ့ပိုးပေးနေပါတယ်စัจ java လာကြီးကငါရဲ့ကောင်းကျိုးအတွက်အမြဲတမ်းပံ့ပိုးပေးနေပါတယ်ငါဟာပျော်ရွှင်ခြင်းအောင်မြင်ခြင်းနဲ့စိတ်အေးချမ်းခြင်းတို့ကိုရွေးချယ်ပါတယ်ငါဟာပျော်ရွှင်ခြင်းအောင်မြင်ခြင်းနဲ့စိတ်အေးချမ်းခြင်းတို့ကိုရွေးချယ်ပါတယ်ငါဟာပျော်ရွှင်ခြင်းအောင်မြင်ခြင်းနဲ့စိတ်အေးချမ်းခြင်းတို့ကိုရွေးချယ်ပါတယ်ငါဘဝထဲကိုရောက်လာတဲ့ကောင်းခြင်းမင်္ဂလာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ငါဘဝထဲကိုရောက်လာတဲ့ကောင်းခြင်းမင်္ဂလာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ငါဘဝထဲကိုရောက်လာတဲ့ကောင်းခြင်းမင်္ဂလာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ငါဟာမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့နေရာကိုအမြဲရောက်ရှိနေတတ်သူပါငါဟာမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့နေရာကိုအမြဲရောက်ရှိနေတတ်သူပါငါဟာမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့နေရာကိုအမြဲရောက်ရှိနေတတ်သူပါငါဟာပူလောင်ခြင်းမရှိဘဲအေးချမ်းတဲ့သူဖြစ်တယ်ငါဟာပူလောင်ခြင်းမရှိဘဲအေးချမ်းတဲ့သူဖြစ်တယ်ငါဟာပူလောင်ခြင်းမရှိဘဲအေးချမ်းတဲ့သူဖြစ်တယ်ငါကကိုချစ်ပြီးတော့အမြဲတန်ဖိုးထားတယ်ငါကကိုချစ်ပြီးအမြဲတန်ဖိုးထားတယ်ငါကကိုချစ်ပြီးအမြဲတန်ဖိုးထားတယ်ငါကဘလို့အခြေအနေမှာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်ကိုသာမွေးမြူတယ်ငါကဘလို့အခြေအနေမှာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်ကိုသာမွေးမြူတယ်ငါကဘလို့အခြေအနေမှာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်ကိုသာမွေးမြူတယ်ငါရဲ့ရုပ်ရည်ဟာကြည်ကောင်းပြီးချောမောလှပါတယ်ငါရဲ့ရုပ်ရည်ဟာကြည်ကောင်းပြီးချောမောလှပါတယ်င
ငါရဲ့ရုပ်ရည်ဟာကြည်ကောင်းပြီးချောမောလှပတယ်ငါရဲ့ခန္ဓာကိုယ်ဟာကျန်းမာပြီးတော့ကောင်းမွန်တယ်ငါရဲ့ခန္ဓာကိုယ်ဟာကြည်ကောင်းပြီးတော့ကျန်းမာကောင်းမွန်တယ်ငါရဲ့ခန္ဓာကိုယ်ဟာကြည်ကောင်းပြီးတော့ကျန်းမာကောင်းမွန်တယ်ငါဟာချစ်ချင်းတရားတွေအများကြီးပိုင်ဆိုင်ထားတယ်ငါဟာချစ်ချင်းတရားတွေအများကြီးပိုင်ဆိုင်ထားတယ်ငါဟာချစ်ချင်းတရားတွေအများကြီးပိုင်ဆိုင်ထားတယ်ငါရဲ့ဘဝတည်းကိုငွေကြေးနဲ့ချမ်းသာမှုတွေကိုသာဆွဲဆောင်တယ်ငါရဲ့ဘဝတည်းကိုငွေကြေးနဲ့ချမ်းသာမှုတွေကိုသာဆွဲဆောင်တယ်ငါရဲ့ဘဝတည်းကိုငွေကြေးနဲ့ချမ်းသာမှုတွေကိုသာဆွဲဆောင်တယ်ငါစီကိုရောက်လာတဲ့ကံကောင်းခြင်းတွေအတွက်ကျေးဇူးတင်ပါတယ်ငါစီကိုရောက်လာတဲ့ကံကောင်းခြင်းတွေအတွက်ကျေးဇူးတင်ပါတယ်ငါစီကိုရောက်လာတဲ့ကံကောင်းခြင်းတွေအတွက်ကျေးဇူးတင်ပါတယ်ငါစီကိုစီးဝင်လာတဲ့ငွေကြေးစည်းစိမ်တွေအတွက်လည်းကျေးဇူးတင်ပါတယ်ငါစီကိုစီးဝင်လာတဲ့ငွေကြေးစည်းစိမ်တွေအတွက်လည်းကျေးဇူးတင်ပါတယ်ငါစီကိုစီးဝင်လာတဲ့ငွေကြေးစည်းစိမ်တွေအတွက်လည်းကျေးဇူးတင်ပါတယ်စကားလုံးတွေကိုရွတ်ယုံနေမဟုတ်ပဲတကယ်ဖြစ်လာသလိုမျိုးဝမ်းသာပီတိဖြစ်တဲ့ခံစားချက်နဲ့ပြောကြည့်ပါတရက်တည်းနဲ့မရက်လိုက်ပဲအနည်းဆုံး21ရက်လုပ်ကြည့်ခြင်းဖြင့်သင်ရဲ့စိတ်အခြေအနေမိုင်းဆက်ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့ကစပြီးသင်စီကိုကံကောင်းခြင်းတွေအဆက်မပြတ်ရောက်ရှိပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်အသက်ကိုပြင်းပြင်းလေးရှူသွင်းပြီးရှူထုတ်လိုက်ပါကျမရဲ့စကားသံလေးတွေကိုယုံယုံကြည်ကြည်နဲ့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သင်ဟာကံကောင်းခြင်းတွေကို21ရက်အတွင်းပိုင်ဆိုင်လာတော့မှာဖြစ်ပါတယ်ကျမရဲ့ channel လေးကိုလည်းစောင့်ကြည့်ပြီးတော့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းနားထောင်ပေးစီချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်